အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောသွားမယ်အကြောင်းအရာကတော့ statistic ကိုဘာကြောင့်လေ့လာသင့်တယ်လဲဆိုတာပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့အောင်မြူဖြစ်ပါတယ်ကျွန်တော်ဟာ Northern Illinois University မှာ Political Science နဲ့ကျောင်းတက်နေတဲ့ PhD ကျောင်းသားတူဖြစ်ပါတယ်ကျွန်တော်ကို statistic ကိုစတင်မိတ်ဆက်ပြီးခဲ့တဲ့ဆရာကတော့ဆရာ Colin Gu ပဲဖြစ်ပါတယ်ကျွန်တော်ဟာသူ့ရဲ့တပည့်တူဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပုံပြင်လေးတစ်ပုဒ်နဲ့ကျွန်တော်ပြောပြချင်ပါတယ်ပြန်မြချတဲ့အချိန်မှာမှားယွင်းမှုဖြစ်တဲ့ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်ဆိုကြပါစို့ဗျာအခန်းတစ်ခန်းမှာ Elon Musk နဲ့အကြောင်းသားတချို့ပေါ့နော်စကားပြောရင်းနဲ့ပေါ့နော်ဘာတစ်ခုမှာအရက်တောက်နေကြတယ်ဆိုပါစို့ဗျာအဲ့ဒီအချိန်မှာအခန်းထဲကလူတဦးချင်းစီရဲ့ပြန်မြနော်ဒနာအင်အားကိုတွက်ချက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုတွက်မလဲပေါ့နော်ဆိုတော့တစ်ခန်းလုံးမှာရှိတဲ့လူအားလုံးရှိမယ်လူအရေးအတွက်ရှိမယ်ပြီးရင်လူအားလုံးရဲ့ဒနာအင်အားကိုပေါင်းလိုက်မယ်ပေါ့နော်ပေါင်းပြီးတော့မှကျွန်တော်တို့တဦးချင်းနော်ပြန်မြကိုရဖို့အတွက်လူဦးရေနဲ့ကျွန်တော်တို့စားလိုက်တဲ့အချိန်မှာတဦးချင်းရဲ့ဒနာအင်အားကတအားကိုများနေမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တစ်ခန်းလုံးရဲ့ဒနာအင်အားကို Elon Musk ရဲ့ဒနာအင်အားကလွှမ်းမိုးသွားနိုင်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ outlier လို့ခေါ်တာပေါ့ statistic မှာတော့ပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေဖြစ်တဲ့အချိန်မှာကျွန်တော်တို့ပြန်မြကိုရှာလို့မရနိုင်ဘူးပေါ့ဗျာဒါမျိုးကိုကျွန်တော်တို့ wrong statistic လို့ပဲခေါ်ကြပါစို့ပေါ့နော်ဆိုတော့မှန်ကန်တဲ့ statistic ဆိုတာကိုရှိရလားပေါ့နော်ရှိမယ်လို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ကတော့ PhD ကျောင်းစားတက်တော့ statistic နဲ့နှစ်ဖူးတွေ့တူတဲ့ကြုံရတဲ့အချိန်မှာကျွန်တော်အရန်ကြောက်တယ်နော်အခုလည်းကြောက်နေတော့ပါပဲဒါပေမဲ့လို့တစ်နှစ်လောက်ပေါ့နော် statistic ကိုလေ့လာပြီးနောက်ပိုင်းမှာတော့အကြောက်တရားကတော့နည်းနည်းလေးတော့ပြေသွားပါတယ်နော်လူမှုရေးသိပ္ပံမှာ statistic ကတအားကိုအရေးပါတယ်ပေါ့နော်ကျွန်တော်တို့မဖြစ်မနေသင်ယူရပါတယ်သင်ကြားရပါတယ်ပေါ့နော်ဆိုတော့မေးစရာရှိတာက statistic ကဘာတွေလုပ်ပေးနိုင်လဲပေါ့နော်ဘာတွေကျွန်တော်တို့ကိုပေးနိုင်လဲဆိုတော့ပေးနိုင်တာကတော့အများကြီးရှိမှာပေါ့နော်အဓိကအရေးကြီးတာက statistic ဆိုတာဖြစ်ရတစ်ခုတည်းကိုကြည့်တာမျိုးမဟုတ်ဘဲနဲ့ဖြစ်ရတိုင်းကိုခြုံငုံပြီးတော့မှကြည့်တယ်အလုပ်လုပ်တယ်ပေါ့နော်ဆိုတော့ statistic ကဘာတွေလုပ်ပေးနေလဲဆိုတော့ pattern တွေကိုကြည့်တယ် pattern တွေကိုကြည့်ပြီးတော့မှအနာဂတ်ကိုမှန်းဆပေးနိုင်တယ်ပေါ့နော်အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ statistics ဆိုတာကတော့ population ရဲ့အခြေအနေကိုကျွန်တော်တို့သိဖို့အတွက် population ကကျွန်တော်တို့က sample တွေကိုထုတ်ယူပြီးတော့လေ့လာတဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ် policy သမားတွေအတွက်ကတော့ statistics ကတော့ပို့ပြီးတော့မှအရေးပါတာဖြစ်ပါတယ် statistics ကဘာတွေပြီးလဲဆိုတော့ evidence တွေထုတ်ပေးနိုင်ပါတယ် statistics ကကိန်းဂဏန်းတွေပြီးတယ်เนาะကိန်းဂဏန်းတွေဆိုတာ power ရှိတယ်ပေါ့เนาะကိန်းဂဏန်းတွေဆိုတာကတော့အမှန်တရားကိုလည်းပြောပြနိုင်တယ်လို့เนาะကျွန်တော်တို့ကိန်းဂဏန်းတွေကိုသုံးပြီးတော့မှလည်းပဲလူတွေကိုလှည့်စားနိုင်တယ်အမှားတွေကိုလည်းထုတ်ပြနိုင်တာတွေရှိတယ်เนาะ policy evaluation တွေကျွန်တော်တို့လုပ်တဲ့အခါမှာလည်းပဲအကျိုးအကြောင်းပြကောက်ချက်တွေကိုလည်း statistic ကပေးနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ policy ပုံပြင်တွေပေါ့နော် policy story တွေပြောတဲ့အခါမှာ statistic နဲ့ပြောတဲ့ပုံပြင်တွေဟာ credibility ယုံကြည်မှုကိုပိုရတယ် powerful ဖြစ်တယ် power issue တွေဖြစ်ပါတယ် statistic သင်ရတာအားကုန်ပါတယ်အင်အားတွေကုန်ခန်းစေပါတယ်ဇွဲနဲ့သင်ရတာဖြစ်ပါတယ်ဆက်စသင်တဲ့အချိန်မှာတော့တော်တော်လေးကိုပင်ပန်းရခက်ခဲတယ်ပေါ့နော်သင်ရင်မှာတော့ပို့ပြီးတော့ပေါ့နော်လွယ်ကူလာတာတွေ့ရမှာဖြစ်ပါတယ်တဖြည်းဖြည်းနဲ့နောက်ဆုံးမှာတော့နော် statistic ကိုကြိုက်မိတဲ့အဆင့်ကိုတော့ရောက်လာနိုင်ပါတယ်အားမလျှော့ပဲနဲ့သင်ကြပါနော် statistic ကအရေးပါပါတယ်ကျွန်တော်တို့ social science မှာနော်တကယ်ကိုအမှန်တရားကိုကျွန်တော်တို့လေ့လာတဲ့အချိန်မှာ statistic ကနော်မှန်ကန်တဲ့ကိန်းဂဏန်းတွေနဲ့ဖော်ပြနိုင်တာဖြစ်တဲ့ကြောင့်မို့လို့အားမလျှော့ပဲသင်ကြပါလို့ပြောရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်ဗျအားလုံးကုလပါလို့